မြန်မာရိုးရချေအစဉ်ကို MGI ပြိုင်ပွဲမှာမြင့်တင်ပေးနေတဲ့ GK Sophia Miss Grand မြန်မာ2025အလာမဲ့ GK ကထိုင်းနိုင်ငံကိုရောက်နေပြီးပွဲအတွက်ပြင်ဆင်နေပါပြီ။ Grand Final ပွဲမရောက်ခင်ပွဲစဉ်ဒီမှာ GK ကမြန်မာရိုးရချိတ်နဲ့ချုပ်လုပ်ထားတဲ့ဝတ်စုံကိုဝတ်ပြလာခဲ့ပါတယ်။ဒီဝတ်စုံကချိတ်အစဉ်ကိုပွဲတက်ဝတ်စုံဖြစ်အောင်ဖန်တီးထားတာပါ။ချိတ်ကိုမြန်မာဝတ်စုံမှာလည်းဝတ်လို့ရတဲ့အပြင်ဒီလိုအခမ်းအနားတွေအတွက်လည်းချုပ်နိုင်ကြောင်းပြသဖို့အတွက်ဖြစ်ပါတယ်။မြန်မာချိတ်အစဉ်ကိုအခမ်းနိုင်ငံတွေကလိုချင်နေချိန်မှာမြန်မာအပိုင်းဖြစ်ကြောင်းခေါ်ပြလိုက်တာပါ။ JK ရဲ့ဦးဆောင်ကတေချာချုပ်ထားလို့ထင်ရှားနေပြီးပွဲမှာအာယုံဆိုင်မှုကိုလည်းရရှိနေပါတယ်။တချင်းဆိုတာကောင်းတဲ့ JK ကပြိုင်ပွဲမှာပွဲထင်းနိုင်တဲ့ရည်ချင်းလည်းရှိပြီးနိုဝက်ရဲ့ဦးစားပေးမှုကိုလည်းရရှိထားပါတယ်။ National Costume ပြိုင်ပွဲအတွက်လည်းမြန်မာကိုစားပြုမဲ့ဦးဆောင်ဖန်တီးထားပါတယ်။အစွမ်းကုန်ချိုးစားနေပေမဲ့ဒီနှစ်မှာ JK ကိုအားပေးသူတွေကနည်းနေပါတယ်။ JK ကမြန်မာတနိုင်ငံလုံးကိုသူ့ပခုံးပေါ်ထန်ထားရလို့အရှက်ရစရာကိစ္စတွေကိုမလုပ်လာမဲ့အကြောင်းကတိပေးထားပြီးဝင်းနာသတိဖူကြီးကိုပြန်တက်လာမှာပါ။ JK က MGI မှာဝင်းနာစုကိုရနိုင်မှာမလား JK ကိုအားပေးကြမလားဆိုတာကိုမမှာပြပြခဲ့ပါဦးနော်။